ကျွန်တော် quantile translation မရသေးဘူးဆိုရင်ဒီ video ကိုကြည့်လိုက်ပါဒီ video ထပ်ဝင်ပြီဆိုရင်ကျွန်တော်ဒီနေရာတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်တစ်ချက်ကိုနှိပ်ပေးလိုက်ပါ Okay ခုကျွန်တော်ဟာလည်းဒီကဘာမှမဖွင့်သေးဘူးเนาะဒီကเนาะ Okay ဒီက page အတိဖြစ်ပါတယ်အဲ့နေရာကျွန်တော် bonus ဆိုနေရာတစ်ချက်နှိပ်ပေး Okay ဒီနေရာမှာကကျွန်တော်ပုံမှန်ဆိုရင်ကိုယ့်ရဲ့ Gmail ရိုက်ထည့်ပြမှာဖြစ်ပါတယ်ဒီ Gmail ဟာကိုယ့်လက်ရှိအသုံးပြုရမှာဖြစ်ပါတယ်နောက်ပြီးကိုယ့်ရဲ့ Gmail စကဝဲလည်းမှတ်မရမှာเนาะမမှတ်မကောင်းဘူးနောက်ပြီးဒီမှာကကိုယ့်ရဲ့ page link ဖြစ်ဖြစ် Facebook link ဖြစ်ဖြစ်ဒီမှာရိုက်ထည့်ပြမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီနေရာမှာကကျွန်တော် YouTube link ဖြစ်ဖြစ် TikTok link ဖြစ်ဖြစ်ကျွန်တော်တခြားဟာထည့်ပြလို့ရမထည့်လို့ရပါတယ်เนาะကိုယ်လိုဖြစ်ပြီးဆိုရင်ကျွန်တော်ဒီမှာ let's do this ဆိုရင်တော့ကျွန်တော်နှိပ်ပြမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အဲ့မှာ okay ပြနေပြီเนาะ okay ကိုတစ်ချက်နှိပ်ပြလိုက်ပါ okay ဒါကျွန်တော်ပြီးရှင်ပေးမှာလဲတရက်နဲ့ပေးမလားတစ်လနဲ့ပေးမှာနှစ်လနဲ့ပေးမလားကျွန်တော်ပြောလို့မရပါဘူးအခုကပြောရရင်တော့ content monetization ကအခုစံတကဏ္ဍပဲဖြစ်ပါတယ်အပြည့်အပိုင်းလူကိုပေးသေးတာမဟုတ်သေးပါဘူးသူကအကောလတ်နောက်ဆုံး time မှာ system လာစမှလူတွေကိုအရင်ရှင်း quality ကောင်းလူကတော့ပေးရင်ပေးမှာပါတကယ်လို့